သွားမတက်ရင်ဘာဖြစ်မလဲပထမရဲ့သွားတွေပေါ်မှာအကြည်ရောင်အလွှာပါလေးတစ်ခုဖုံးသွားပါတယ်ကြည့်လိုက်ရင်ဘာမှမရှိသလိုပါပဲဒါပေမဲ့သွားမျက်နှာပြင်ရဲ့အလင်းပြန်ပုံကိုစတင်ပြောင်းလဲစေပါပြီ၃ရက်မြောက်အဲ့ဒီအလွှာပါကပိုတည်တာလာပါပြီသွားတွေကပြောင်းလဲမနေတော့ပဲနေရာတချို့မှာအဝါရောင်တန်းလာပါလိမ့်မယ်9ရက်မြောက်သွားမျက်နှာပြင်ကချောမွေ့မနေတော့ပါဘူးအလွှာကပိုထူလာပြီးထိကြည့်လိုက်ရင်ကြမ်းတန်းတန်းခန့်စားရပါလိမ့်မယ်14ရက်မြောက်သွားပတ်လည်ကနေရာတွေအယောင်ပြောင်းလာပြီးအနီရောင်အမြဲရောင်တွေဖြစ်လာပါတယ်သွားတွေကညီညီညာညာမရှိတော့သလိုအယောင်လဲမှိန်သွားပါလိမ့်မယ်21ရက်မြောက်စုပြုံနေတဲ့အညစ်အကြေးဂျိုးတွေကမာကျောလာပါတယ်သွားနဲ့သွားဖုံးကြားကစီးကကြမ်းတမ်းပြီးထင်ရှားလာသလိုသွားတစ်ချောင်းချင်းစီရဲ့ပုံစံကလည်းမြင်သာထင်သာစတင်ပြောင်းလဲလာပါလိမ့်မယ်ရက်30မြောက်သွားအောက်ခြေပိုင်းတွေပိုပေါ်လာပါလိမ့်မယ်အစိမ်းရောင်နဲ့အညိုရောင်တွေဖြစ်လာပြီးသွားတွေကနေရာမှာမခိုင်တော့ပဲရိုင်နေလာပါလိမ့်မယ်အနှစ်ချုပ်တလားလောက်သွားမတိတ်ပဲနေလိုက်တာကတင့်ရုပ်သွင်းကိုပျက်စီးစေုံတင်မကပါဘူးတင့်အပြုံးဟဲ့ပုံပန်းတရံတစ်ခုလုံးကိုပါလုံးဝပြောင်းလဲသွားစေနိုင်ပါလေ